နေတာတွေ့တော့လဲသမင်းသားလောက်ချင်တယ်ဖတ်ဒီမချင်မအောင်နေတော့လဲလိုက်ထောက်ရပြီအဲ့တော့ဘယ်သူမှမဝယ်လို့ကိုချင်မကိုပြန်စားပြီးဝမ်းလျှောသေးတယ်ဘာလဲနာမည်က ချူးစမူလေဟဲ့အခုအောင်မြင်နေတဲ့အောင်စမူကိုအားကြလို့လေအားပေးသူတစ်ဖွဲယူတိုင်းကအသေးဆွဲကဲအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ AND ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ကတော့ခင်ဗျားတို့တွေမျှော်လင့်တန်းတလွန်းစွတ်တတိယနေတဲ့မေဇင်ရှိလေးလို့ဆရာတပည့်နှစ်ယောက်ကိုကျွန်တော်ဒီနေ့ခေါ်လာပါတယ်ကြော်ညာအတိလေးဖြစ်ပါတယ်ဒီကြော်ညာလေးတော့ထွက်လာတာကြာပါပြီကျွန်တော်အခုမှအားလို့အလုပ်အားလို့အတူတူကြည့်ကြမယ်ဆိုပြီးတော့လုပ်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အင်းဒီနေ့ပို့ပါအင်းချမ်းမြက်လေးဝတ်ထားပါတယ်ခင်ဗျားတို့ကျွန်တော်မျိုးတီမလေးသားလို့မဟုတ်ပါဘူးကျွန်တော်ခင်ဗျားတို့ယူတီလေးသားပါတယ်ပို့ပါလေးမို့လို့အင်းချမ်းမြက်လေးဝတ်ပြီးတော့ဖွင့်ထားပါတယ်ပေါ့တောင်းပါပါတယ်ဆိုတော့စကားအများကြီးမပြောတော့ဘူးစကားအများကြီးပြောရင်တတိုးတွေအများကြီးထွက်တယ်ဆိုတော့ဗီဒီယိုလေးကိုအစဆုံးကြည့်မယ် let's go What the fuck ဒီပုံစံဒီနေထားတဲ့ကတော့တော်တော်မိုက်နေပြီဒီလိုကြည့်မလားဟောဒီလိုကြည့်ဒီပုံစံဒီအနေထားနဲ့ကတော့ဖြစ်ကိုဖြစ်အောင် ဘာဖြစ်ပါလဲဆရာ နိုင်ငံကျော်ဇက်မင်းသားလေဆရာမင်းရှိကိုပြန်ချောက်တယ်နော်မီတင်ရှိကိုမြင်မြင်နဲ့ဆရာလုံးဝတုတ်တုတ်မလို့ရတအားပြောတာမီတင်ရှိက ဘာဒီလိုနဖူးရတူရနိုင်ငံကျော်သမင်းသားဟုတ်လား 拿节目，拿节目。 တွေ့လားလက်ညှိုးထိုးပြီးပြောတာနော်တွေ့လားဆရာကိုလက်ညှိုးထိုးပြီးဒီလိုနှစ်ဖူးကြီးဒူးရည်နေတယ်နော်လက်ညှိုးထိုးပြီးပြောတာသိလားဟာရမင်းသားကလည်းပွားကုန်ပြီကြာ လာမမဆက် ဟဲ့ဒီမှာပေးသူသိရှိလူကနေတယ်ပညာကမနေဘူးပြိုတိုင်းကြိုက်တဲ့ရုပ်ရည်ပြင်းဝေးရပါအတန်ပါရမီလေးနဲ့အကလေးသာပေါင်းဆက်လိုက်ရင်ဟာစဉ်းစားကြည့်လိုက်ဆန်းပြိတ္တတွေအများကြီးကဇက်ယုံနေမှာ ထားပြန်ကြမှာလေ ဝိုင်းကြည့်ကြမယ်လို့ဆန်းပါ ဘာလဲနာမည်က ချူးစမူလေ ဟာဟေ့ရှူးစပြူတဲ့ဟေ့အောင်ကြီးလောက်ကြအောင်ရှူးစပြူတဲ့ဟေ့အောင်ကြီး ဟဲ့အခုအောင်မြင်နေတဲ့အောင်စမူကိုအားကြလို့လေအားပေးသူတစ်ဖွဲယူတိုင်းကအသေးဆွဲအညွန့်ကတလူလူဟောဒီကချူးစမူ ဟေ့ကြီး ဟိုကပြိုလိုက်ကြိုက်တဲ့ရုပ်ကြီးအကလည်းကောင်းတယ်လည်းကောင်းဆရာကနိုင်ငံတော်တချင်းကျောင်းမှာဆိုရင်တော့ခိမဝင် အာနိုင်ငံတော်တချင်းကျောင်းမှာဖွင့်တော့ဖီးမဝင်ဘူးနဲ့နော်ဆရာတန်ဟဲ့အောင်မီနီကြီးဖဲ့တယ်ဟေ့ ကျန်တဲ့အကတည်းကတော့စာကြရုပ်ဒီလေတိုင်းနေလို့ ညားနေပြီနော်မေလူလေးဖြစ် ဆရာကသမင်းသားလောက်အကုန်သမင်းသားကုန် တခြားဆက်မင်းသားတွေမှတ်လား ဆရာရလူတွေလေ ဆရာအရင်လူထမင်းငတ်ပါတယ်နော်ဆရာမင်းသားလို့လို့ကတော့အေးဟောကြီး ဖြစ်เสียလားအခုတော့ညာတိုင်းအကကျင့်နေတာဒီကိုယ်လုံးကြိုက်ခဲပြီးတော့ကောင်းတော့မလုံနိုင်တော့ဘူး တိုက်ခနေတာဩဒါဆိုဒီမှာတော့ဤ ဒေါ်ဤသိတယ်လေဒူးနာခါနာ စကားမဆက်ပြောအောင်မနော်မင်းကြီးရှိလေးကကြီးလာလေသူချောလာလေပဲနော်သူ့ရုပ်လေးကမျက်နှာဝမ်းဝမ်းလေးနဲ့နော်ပေါက်ပေါက်လေးနဲ့ရှစ်စရာလေးဒီလားကြီးလာလို့ချင်းတော်လှမဲ့ကလေးလေး အစစ်မြင့်တာအကျော်တင်းနာတာတွေအတွက်လိမ့်နာအောင်ရှင်သေးတတ်ပါဒါအရန်ကောင်းတယ်လေ နော်ဒူးနာခါနာသမားတွေနော်ဒူးနာခါနာသမားတွေဒီစီတကယ်ကောင်းပါလေဒီစီတကောင်းတယ်ဆိုတော့ကျွန်တော်အိမ်မှာအဖေနဲ့မျိုးလည်းကျွန်တော်ဝယ်ပေးထားတယ်ဒီစီတော်တော်ကောင်းတယ်လို့ပြောတယ်နော် ညာတိုင်းအဆိုကျင့်လို့အတန်ဝင်တော့လေချောင်းနေဆိုးပြီးတော့ဒေါ်ဤချောင်းသူးပြောက်စီတောက်ထားသေးတယ် အခုသမင်းသားအောင်နေတာတွေ့တော့လဲသမင်းသားလောက်ချင်တယ်
ဖတ်ဒီမချင်မအောင်နေတော့လည်းလိုက်ထောက်ရမယ် ဖက်ဒီမှာအရှင်မောင်ရောတော့လေလိုက်ချောက်ပြီးတော့ရောင်းနေတဲ့ဆရာ အဲ့တော့ဘယ်သူမှမဝယ်လို့ကိုချင်မောင်ကိုပြန်စားပြီးဝမ်းလျှော့သေးတယ် ဟာဟဲ့လေဟာ ဝိုင်းချုံမအကျော်နာမကြီးတော့လည်းအကျော်လိုက်ရောက်နေတယ်ဘယ်သူရှိလို့ကိုမတောက်ကိုစားအစမ်းချင်လို့ဒိုင်းစားပြီးစားသေးတယ်လေ အေးပြောတတ်တယ်နော် ဖဲ့တာအရမ်းများနေပြီထားလိုက်တော့ဒါနဲ့အခုလိမ့်လိုက်တာပူနွေးပြီးချက်ချင်းတက်တာသွားတယ်နော်ဟောလောက်တာမနာတော့ဘူးနားကြ ချက်ချင်းနော်ချက်ချင်းပြောက် ဆရာတော်စက်ကိုက်ဒိုင်းနဲ့ပဲနှစ်ပါးသွားမှာ အေး ဆရာထက်တိုင်းဆရာထက်ကရင်ဒေါ်အီနဲ့နှစ်ပါးလောက်ပါမယ်နော် အဲ့ဒါတော့ဟုတ်တယ်ဟာ ဒါရက်တော်ကြီးရဆရာလက်ရှိရောကအကုတ်ပြောက်သွားစေရမယ်ရောကတစ်ခုကလွယ်လို့ ဟာဘာယောဂလဲ မင်းသားယူရောက နေလားဒေါ်အီစီရယောဂအားလုံးပျောက်သွားမယ်ဒါပေမဲ့ယောဂတစ်ခုတော့မပျောက်ဘူးဘာယောဂလဲမင်းသားယူယောဂတဲ့နော်နေလားကဲဆိုတော့အားလုံးပဲအလွမ်းပြေသွားလိမ့်မယ်လို့ထင်ပါတယ်မေစီချစ်ဗီဒီယိုလေးလည်းကျွန်တော်ချာဖွဖွလေးနဲ့တင်ဆက်ပေးပါဦးမယ်ခင်ဗျာဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်မေစီရှစ်လေးကိုအားပေးတဲ့သူတယောက်ချင်းစီတန်းကိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဝင်ပြီးတော့ကြည်ပေးတယ်ပြီးတော့ကောမန့်တွေလည်းမှန်ပေးတယ်တယောက်မှကျွန်တော်ကိုမဆဲကြဘူးပေါ့နော်အနေချင်းတော့ဆဲကန်ထိပါတယ်နောက်မှဒီလေးရဲ့ဒီအပေါ်မှာပဲရတာခန်းစားသွားပေးကြတဲ့ညီကောင်မောင်နှမအားလုံးမိသားစုတွေကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဆိုတော့အားလုံးပဲဘိုင်ဘိုင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ